အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Facebook account delete လုပ်နေ Facebook account ဖြတ်နေကိုကျွန်တော် share လုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော် Facebook ထဲဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီညာဘက်အပေါ်ဆုံးမှာရှိတဲ့ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ setting ဆိုတာရှိတယ်အဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီ account center တွေကိုတစ်ချက်ဝင်လိုက်မယ်နော်ဒီထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီ personal detail ဒီ password security ရဲ့အောက်ကဟာကိုတစ်ချက်ဝင်မယ်ဒီ personal detail တွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ account ownership and control တွေကိုတစ်ချက်ဝင်လိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာဒီ deactivation or deletion ဆိုတာရှိတယ်အဲ့ဒီတွေဝင်လိုက်မယ်ကျွန်တော်ဒီထဲကိုတစ်ချက်ဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်အောက်မှာဆိုတာ delete account ဆိုတာရှိတယ်ဒီဟာလေးနော်ဒီဟာလေးရှိတယ်အဲ့ဒီတော့တစ်ချက်ဝင်လိုက်မယ်အဲ့ဟာကိုကျွန်တော် select မှတ်မယ်မှတ်ပြီးကျွန်တော်တို့ continue ကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ဒီမှာ reason တစ်ခုပေးရမယ်ကျွန်တော်အပေါ်ဆုံးတစ်ခုကို reason ပေးလိုက်မယ်ပြီးရင်ကျွန်တော် continue ကိုပဲတစ်ချက်ဆက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီမှာ continue ပဲပြီးရင်ဟိုအောက်ကိုနည်းနည်းဆွဲလိုက်မယ်ဆွဲပြီးဒီမှာပဲ continue ပဲဒီမှာပေါ့နော်ကျွန်တော်တို့ Facebook password ကိုဒီမှာရိုက်ထည့်ပြီးတော့ continue နှိပ်လိုက်ရင်တော့ကျွန်တော်တို့ Facebook password ကလုံးဝပြတ်သွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်